ငယ်ရွယ်စဉ်ကလေးဘဝမှာအဖေမေရဲ့လုံးအားတဲ့ခါကျောင်းသွားကျောင်းပြန်ကိုကြီးပခုံးထမ်းမှာထမ်းကျင်ပြီးမမောနိုင်ရှာပီတီရင်းနဲ့ပြောမဆောင်နဲ့အကိုကြီးမျက်နှာအလျှော်ပေးရမြင်ညမလေးတို့အကိုကြီးအဖယာအာကိုစရာအကိုကြီးဟာညမလေးအတွက်တော့ဒုတိယဖေမေပါရှင်တန်ရလူဘဝမှာအရာရာဟာမတည်ငြိမ်ခြင်းသာခဏတစ်ပြုတ်လေးသဘောသာချုံရတွေ့ရတာတတိမူထားလဲစိတ်မပြေတာရောက်တော့သူကအချိန်ပေးပြီးတော့ရှာရင်တွေ့တတ်တာအကိုကြီးတယောက်ထဲထွက်သွားခဲ့တာတမလွန်ခရီးညာလွမ်းလိုက်ကြအကိုကြီးရအခုများတော့ပြင်မေဘဝရောက်နေရှာလောရမုန်တိုင်းကြီးတွေရိုက်ခတ်တဲ့အခါမိသားစုတမင်ဝိုင်းလေးဟာလူမဆုံးတော့ပါဟိုငယ်ငယ်အမတရားများစွာတွေ့ကြည့်မိရအကိုကြီးရဲ့ဖေးမမှုရဲ့မြင်အောင်လို့သာဖျားမြတ်ထံပါဒုက္ခိပူဇော်ကြောင့်စုပြုရာယူရဘုံဌာနမှာအကိုကြီးဘဝအေးချမ်းပါစေသာငယ်ရွယ်စဉ်ကလေးဘဝမှာအဖေမေရဲ့လုံးအားတဲ့ခါကျောင်းသွားကျောင်းပြန်ကိုကြီးပခုံးထမ်းမှာထမ်းကျင်ပြီးရင်မမောနိုင်ရှာပီတီရင်းနဲ့ပြောမဆောင်နဲ့အကိုကြီးမျက်နှာအလျှော်ပေးရအမြင်ညမလေးတို့အကိုကြီးအဖယာအာကိုစရာကိုကြီးဟာညမလေးအတွက်တော့ဒုတိယဖေမေပါလောကရန်မုန်တိုင်းကြီးတွေရိုက်ခတ်တဲ့အခါမိသားစုတမင်ဝိုင်းလေးဟာလူမဆုံးတော့ပါဟိုငယ်ငယ်အမတရားများစွာတွေ့ကြည့်မိရာအကိုကြီးရဲ့ဖေးမမှုတွေမြင်အောင်လို့သာဖျားမြတ်ထံပါဥခိုက်ပူဇော်တောင်းစုပြုရာရုပ်ရဘုံဌာနမှာအကိုကြီးဘဝငြိမ်းချမ်းပါစေသာရုပ်ရဘုံဌာနမှာအကိုကြီးဘဝအေးချမ်းပါစေသာရုပ်ရဘုံဌာနမှာအကိုကြီးဘဝငြိမ်းချမ်းပါစေသာ